ရိုက်ခင်တည်ထားတဲ့နဲ့ section ကြီး3မျိုးသိချင်တယ်ဆိုလို့ရှိရင်ဗီဒီယိုလေးကိုအဆုံးကြည့်ပေးသွားပါရှင်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်ကစာပိုင်လေးယူလိုက်ပါမယ်မြင်းများရှင် RAND run ပြီးတော့ရင်ကွင်းစကိုလိုချင်တဲ့လောက်စာပိုင်လေးယူလိုက်မယ်ပေါ့နော်โอเคဆိုတော့ဒါလေးကိုကျွန်တော်က margin လေးတွေချိန်ချင်နေဆိုရင်၄ရောက်ထက်က margin ကိုသွားမယ်ပုံမှန်ဆိုရင်တော့ normal size နယ်လို့လွတ်ထားမယ်ဆိုရင် margin လေးတွေဒီပင်မြင်လေးနဲ့ကတ်သွားမယ်ပေါ့နော်ဒီလိုမဟုတ်ဘဲနဲ့မူလအတိုင်းပြန်ထားခြင်းတော့ normal လို့ပြန်ထားလို့ရမယ်နောက်တစ်ခါကျတော့စာရွက်လေးတွေကိုအလျားလိုက်တောင်းလိုက်အလျားလိုက်ထားခြင်းနဲ့ဆိုရင် landscape ဆိုတာလေးကိုထားခဲ့ပေးပါဒါဆိုရင်စာရွက်လေးကအလျားလိုက်လေးဖြစ်သွားမယ်တောင်းလိုက်ထားခြင်းနဲ့ဆိုရင် portrait လေးကိုပြန်ပြီးတော့ရွေးခဲ့ပေးမယ် size ဆိုတဲ့နားမှာလည်းကျွန်တော်တို့ A4 size လေးထားခြင်းနဲ့ဆိုရင် A4 size လေးကိုရွေးခဲ့ပေးလိုက်ပါဒါဆိုရင်သူရဲ့စာရွက် size လေးဒီ A4 size လေးဖြစ်သွားမယ်ပေါ့နော်ဆိုတော့ဒီညမှာကျွန်တော်တို့ဒီ size တွေကိုစိတ်ကြိုက်လေးတွေပြောင်းလို့ရတယ်ပြီးရင်အလျားလိုက်တောင်းလိုက်တွေပြောင်းလို့ရမယ်ပြီးတော့ရင်ကျွန်တော်တို့ကmargin မှာတချို့ကြတော့အပေါ်အောင်လေးတွေကိုနည်းနည်းလေးပဲကျွန်တော်ထားခြင်းနဲ့ဆိုရင် custom margin နဲ့ကိုသွားမယ် top ဆိုတဲ့နားမှာကျွန်တော်တို့ဒီကိုစိတ်ကြိုက်လေးထားမယ်စမကတော့ 0.5 ဆိုပြီးတော့ထားလိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ဒီ bottom အောက်ရှိကိုလည်းဘယ်လောက်ထားမလဲဆိုရင် 0.5 ဆိုပြီးတော့ပဲကိုစိတ်ကြိုက်လေးထားခဲ့ပေးလို့ရမယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ဒီ left right ဘယ်ညာလေးကိုလည်းကိုလိုသလိုလေးညှိပါပြီးတော့ပြီဆိုရင်စိတ်ကြိုက်လေးဖြစ်ပြီဆိုရင် okay လေးပေးလိုက်ပါဒါဆိုရင် normal size လေးမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ပြင်ထားတဲ့ custom margin လေးဖြစ်သွားမယ်ပေါ့နော်okay လိုက်လို့ကြည့်လိုက်ပါရှင်